ကူးရပိုင်ရာသီဥတုကအရန်ပူလာတယ်နော်အစားတောက်ကလေးဘာစားမကောင်းသလိုဖြစ်နေတာနဲ့ကြက်ချောက်ဂျူးမြင့်မာလာလေးလှုပ်ရှားပြပါတယ်ကြက်ချောက်ကိုချီလီတို့လိုအညီကြောက်တဲ့သူတွေကကူးလိုပုံစံမျိုးနဲ့ပြုတ်ပြီးတော့လေမာလာအနှစ်နဲ့ရောနေမယ်ဆိုရင်လေညီလဲမညီပဲနဲ့အရန်စားကောင်းပါတယ်ကြက်ချောက်ကိုရေဆေးတဲ့အခါမှာရှာလကရေးနဲ့တေချာနေပြီးဖြူတန့်နေပြီးဆေးထားပါတယ်ဒါကအညီလဲပိုတက်တာစေတယ်ပေါ့နော်ဂျူးမြင့်ကိုတော့တဲတွေမပေါအောင်တေချာရေဆေးပြီးတော့ဆက်ထားပါတယ်ပြီးရင်အိုးကင်းပူတိုက်ပြီးတော့လှော်ပါတယ်ချီလီကတော့ဂျူးမြရဲ့ဆက်ရှာရတာကိုကြိုက်တဲ့အတွက်ကြောင့်အရန်6တီတီမလှော်ထားပါဘူးပြီးရေကိုပဝက်ဆူအောင်တဲထားပြီးတော့နန်းမြစ်ရဲ့ဂျင်းရဲ့ဇပလင်ကိုလေမွေးငါးချက်တော့ပို့ရဲ့ဇပလင်ထိပ်ပိုင်းလေးတွေရဲ့ဟောထုပြီးတော့ထည့်ထားပါတယ်ပြီးတော့မှကြက်ချောက်ကိုထည့်ပြီးတော့နိုင်ဝက်လောက်ပြုတ်ပါတယ်ဒီလိုပုံစံမျိုးနဲ့ကြက်ချောက်ကိုပြုတ်မယ်ဆိုရင်လေကြက်ချောက်ကလုံးဝမညီပဲနဲ့စားကောင်းပါတယ်နိုင်ဝက်လောက်ပြုတ်ပြီဆိုရင်တော့ကြက်ချောက်ကနူးပါတယ်နော်အရင်ဆုံးမလာနှစ်ကိုကြိုးပြထားပါမယ်။ငရုတ်သီးစိမ့်နဲ့ကြက်သွန်ဖြူကိုအာဗန်ထဲမှာထည့်ဖုတ်ပြီးတော့ညနေအောင်ထောင်းပါတယ်။ရေပဲလော်ကိုလည်းထောင်းထားပြီးတော့2ဆွန်းလောက်ထည့်ပါတယ်။ခရူးစီရဲ့ပဲငံပြားရဲ့အကြီးပဲငံပြားရဲ့အနောက်2ဆွန်းစီထည့်ပါတယ်။ရှာလကရဲ့2ဆွန်းလည်းထည့်ပါတယ်။ပြီးရင်မလာအမှုန့်2ဆွန်းထည့်ထားပါတယ်။မလာအမှုန့်ကတော့ပုံမွေးအောင်ပေါ့နော်။ချီလီကတော့မလာအနှစ်ကို extra spicy ရတာကိုရွေးထားတာပေါ့နော်နှစ်စွန်းထည့်ထားပါတယ်အထုံရတာကိုကြိုက်တဲ့အတွက်ကြောင့်တီးတန့်ဝဲထားတဲ့အထုံစီလည်းတစ်စွန်းထည့်ထားပါတယ်ပြီးတော့တကြားကိုတစ်စွန်းထည့်ပါတယ်စားနဲ့နဲ့ဓာရှိကိုလည်းတစ်စွန်းလောက်ထည့်ထားပါတယ်ပြီးရင်ရောနေပြီးတော့အရသာကိုမြည်ကြည့်ပေါ့နော်နန်းလေးတစ်စွန်းထည့်ထားပါတယ်ဒါကတော့လေအစိမ်းရတာလေးနဲ့ပူစားကောင်းအောင်လို့ပါအရသာကိုမြည်ကြည့်တော့လေချိုချိုဆက်ဆက်အရသာလေးရနေပြီပေါ့နော်ထုံတဲ့အရသာလေးလည်းရနေပါပြီကြက်ချောက်လည်းနူးပြီဖြစ်တဲ့ကြောင့်ရေတန်းနဲ့ရေခဲရဲ့ထည့်ပြီးတော့ဆေးပြီးတော့ကြက်ချောက်ကိုအပေါ်ကအညှိချွဲပြောင်းအောင်ဆေးလိုက်ပါတယ်ပြီးရင်ဒီလိုနူးနေတဲ့အခါမှာအယိုးထုတ်ရလဲလွယ်ပါတယ်ကြက်ချောက်အယိုးကိုကြည့်လိုက်တဲ့အခါမှာအယိုးလေးတွေကပါနူးနေတော့လေချင်းစီစားခြင်းလို့အယိုးကိုအကုန်မဖယ်ဘဲနဲ့နှစ်ပိုင်းပဲချိုးပြီးတော့သုံးထားပါတယ်ပြီးမလာနှစ်ထဲကိုလှော်ထားတဲ့ဂျူးမြင့်နဲ့နူးနေအောင်ပြုတ်ထားတဲ့ကြက်ချောက်ကလေးကိုထည့်ပြီးတော့အရသာနှံ့အောင်နေပြီးမယ်ဆိုရင်တော့ထိထိမိမိနဲ့အရသာရှိတဲ့ကြက်ချောက်ဂျူးမြင့်မလာလေးရပါပြီခုလိုမျိုးကြက်ချောက်ဂျူးမြင့်ကိုလုပ်ပြီးတော့လေဘူးနဲ့ထည့်ပြီးတော့ရေခဲတစ်တာတဲ့တိမ်ထားရင်ပေါ့နော်အရသာပိုဝင်ပြီးပိုစားကောက်တယ်လို့တော့ပြောကြပါတယ်ဒါပေမဲ့လေချီလီကတော့ပထမတော့လေတစ်စလုံးကြီးဖြစ်နေတော့များနေပူတဲ့ဟာကိုသိမ့်မယ်ပေါ့နော်သိမ့်ပြီးတော့နောက်ရက်ဆက်စားမယ်လို့စဉ်းစားထားတာပါဒါပေမဲ့လေအင်အားလူတွေအားပေးကြတာနဲ့တရက်ထဲနဲ့ကုံလာတာနဲ့ဘူးနဲ့သိမ့်တဲ့အထိအောင်မရောက်ပါဘူးရှင်